ဘောလုံးအားကစားလောကမှာလေးစားအတူယူဖွယ်ရာစံပြပုဂ္ဂိုလ်များဘောလုံးဆိုတာဂိမ်းတစ်ခုသာမဟုတ်ပါဘူးစိတ်သက်စ조사အားထုတ်မှုနဲ့မစွတ်မနစ်တော့ဆွဲလုံးလာတွေရဲ့ပြည့်ယူတစ်ခုပါကမ္ဘာအကောင်းဆုံးကစားသမားတွေထဲကတချို့ဟာသူတို့ရဲ့ကစားပုံစွမ်းရည်ကြောင့်ဒါမှမကပဲလေးစားအတူယူစရာလူစားဆန်တဲ့စိတ်သက်လူကြောင့်လဲထာဝရစံပြပုဂ္ဂိုလ်တွေဖြစ်ရပ်တည်နေကြပါတယ်ဒီနေ့မှာတော့ကွင်းအတွင်းရောကွင်းအပြင်မှာပါကျွန်တော်တို့အတူယူတဲ့နဲ့ခန္ဓာဝင်ဘောလုံးသမားကြီး9ဦးရဲ့လေးစားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1 Lionel Messi အသက်10နှစ်အရွယ်မှာ Messi ဟာကြီးထွားဟော်မုန်းချို့ယွင်းမှု growth hormone deficiency ဆိုတဲ့ယောဂါကိုခံစားခဲ့ရပါတယ်အရက်ပို့ပြီးခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ခက်ခဲတဲ့ပြဿနာကြောင့်သူ့ရဲ့ဘောလုံးသမားဘဝအိမ်မက်တွေပျက်စီးမလို့ဖြစ်ခဲ့ရပါတယ်ဒီယောဂအတွက်ကုသစစ်ကသူ့မိသားစုအတွက်တော်တော်များပြီးမတက်နိုင်တဲ့အခြေအနေမှာရှိခဲ့ပါတယ်ဒါပေမဲ့သူဘောလုံးကိုဘယ်တော့မှလက်မလွတ်သေးပဲစူးစမ်းခဲ့တယ်သူရဲ့ထူးခြားတဲ့စွမ်းရည်ကိုမြင်တဲ့ဘာစီလိုနာအသင်းကစပိန်ကိုပြောင်းရွှေ့ပေးပြီးသူ့ရဲ့ဆေးကုသစစ်အားလုံးကိုတာဝန်ယူပေးခဲ့ပါတယ်ညတိုင်းသူ့ကိုယ်သူဆေးထိုးရင်းနဲ့အင်ကိုလွှမ်းဆွေခြင်းနဲ့မက်ဆီဟာလေ့ကျင့်မှုတွေကိုဆက်လုပ်ခဲ့ပါတယ်သူ့ရဲ့ဇွေလုံးလားနဲ့နှိမ့်ချပြီးရိုးသားတဲ့စိတ်သက်ကြောင့်ကမ္ဘာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်သူဘောလုံးသွင်းပြီးတိုင်းကောင်းကင်ကိုလက်ညှိုးထိုးဂုဏ်ပြုတာဟာသူ့ကိုအမြဲတမ်းအားပေးခဲ့တဲ့ဘဝမှာမရှိတော့တဲ့သူ့အဖွားကိုရည်စူးခြင်းဖြစ်ပါတယ်ကြာရှုံးမလို့ဖြစ်ခဲ့တဲ့အခြေအနေကနေစုပေါင်းမြောက်များစွာရခဲ့တဲ့အပြင်ကမ္ဘာဖလားကြီးကိုပါကင်မြောက်နိုင်ခဲ့သူတူဦးဖြစ်တာမို့မက်ဆီရဲ့ဇလန်းဟာအမှန်တကယ်အတူယူစရာကောင်းလာပါတယ်နံပါတ်2ခရစ္စတီယာနိုရိုနယ်ဒိုရဲ့အတူယူစရာအချက်ကတော့ပါရမီဆိုတာမလုံးတော့ဘူးကြိုးစားအားထုတ်မှုကအရာအလုံးပဲဆိုတဲ့ပြင်းပြတဲ့စိတ်ဓာတ်ပါပဲသူဟာဘောလုံးလောကမှာအပြင်းထန်ဆုံးလေ့ကျင့်ခန်းလုပ်တဲ့သူအစားအသောက်အစီအစဉ်အရှိဆုံးသူအဖြစ်လူသိများပါတယ်သူရရှိခဲ့တဲ့အောင်မြင်မှုအားလုံးဟာနေ့စဉ်နဲ့အမျှလှုပ်ဆောင်ခဲ့တဲ့အပေါ်လေ့ကျင့်ခန်းများရဲ့ရလဒ်အဖြစ်သူကိုယ်တိုင်ပြောခဲ့ပါတယ်တခြားသူတွေအနားယူချိန်သူကဂျင်မာလေ့ကျင့်နေတဲ့သူဖြစ်ပါတယ်သူဟာစူပါစတာတအုံးအဖြစ်မွေးဖွားလာတာမဟုတ်ပဲသူ့ကိုယ်သူကြိုးစားအားထုတ်မှုနဲ့ဖန်တီးခဲ့တာဖြစ်တဲ့အတွက်အသက်30ကျော်တိုင်းထိုင်ပြီးကမ္ဘာအစိမ့်မီစွမ်းဆောင်ရည်ကိုထိမ့်သိမ်းထားနိုင်တာဟာသူ့ရဲ့ပြင်းပြတဲ့စိတ်ဓာတ်နဲ့လေ့ကျင့်မှုနဲ့တည်ဆောက်ခဲ့တဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုသက်သေပြနေပါတယ်ရိုနယ်ဒိုရဲ့အတူယူစရာကတော့အသက်အရွယ်ကိုဂရုမစိုက်ပဲအမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့နိုင်လိုစိဖြစ်ပါတယ်